အနုပညာအလုပ်တွေနားထားချိန်မှာဂျပန်နိုင်ငံအထိအောင်မြင်နေတဲ့ဘေလူပါစာရေးဆရာလည်းဖြစ်လူရှင်တော်လည်းဖြစ်တဲ့ဘေလူပါကကျမ်းမာရေးကြောင့်အနုပညာအလုပ်တွေကိုနားထားသူပါဒီရက်ပိုင်းအတွင်းမှာတော့ဘေလူကတရုတ်ဆောင်ခဲ့တဲ့ဇဝင်ခန်းလေးတစ်ခုကဂျပန်နိုင်ငံအထိနာမည်ကြီးနေပါတယ်ဆွေတရားမောင်တကြည့်စကားထဲမှာဘေလူကတရုတ်ဆောင်ခဲ့တဲ့ဇဝင်ခန်းလေးက Outlook meme အထိအောင်မြင်နေပါတယ်ဂျပန်ကတစ်တော့အသုံးပြုသူတွေကြားထဲမှာတော့ဒီဇဝင်ခန်းလေးကအသုံးပြုသူတွေများနေပါတယ်ဂျပန်က TikTok trend တစ်ခုမှလည်းဘေလူဝါကအပါဝင်နေပါတယ်ဘောလုံးပရိသတ်တွေကြားထဲမှာလည်းဘေလူဝါရဲ့ဓာတ်ပုံကြီးပါဝင်တဲ့ meme ကိုသုံးနေကြပါတယ်ဘေလူဝါကအကယ်ဒမီရပြီးသားခဲ့တဲ့အပြင်စာပေဟောပြောပွဲတွေမှာလည်းဟောပြောခဲ့ပါတယ်အခုတော့ကျမကြီးအရာအနားယူနေရပြီးလွန်ခဲ့တဲ့နှစ်များစွာတရုတ်ဆောင်ခဲ့တဲ့ဇဝင်ခန်းလေးကနာမည်ကြီးနေတာပါဥဘီလူဝါကဂျပန်အထိနာမည်ကြီးနေတော့မြန်မာတွေလည်းဝမ်းသာနေကြပြီးဂျပန်မှာဒီ meme လေးကိုအသုံးများနေပါတယ်ဟာထတရုတ်ဆောင်စစ်ဖြစ်တဲ့ဘေလူဝါကတခေတ်တစ်ခါမှအအောင်မြင်ဆုံးထည့်ခဲ့ပြီးသူ့ရဲ့ item တွေကလူကြိုက်များနေပါတယ်ဂျပန်အထိအောင်မြင်နေတဲ့ဘေလူဝါရဲ့ဇာတ်ကားတွေကိုကြည့်ခဲ့ပူရင် comment မှာပြောပြပေးပါအောင်နော်